ကပောက်ကျမ်းခန်းကြီး40အငယ်1မှ15ထိုနောက်မှအေဂုတုရှင်မြင်းထံဖလားတော်ဝန်နှင့်စားတော်ဝန်တို့သည်မိမိတို့ရှင်အေဂုတုရှင်မြင်းကိုပြစ်မှားကြ၏ဖာရောဘုရင်သည်ထိုအမတ်နှစ်ယောက်တည်းဟုသောဖလားတော်ဝန်နှင့်စားတော်ဝန်တို့ကိုအမျက်ထွက်၍ယောသပ်အချုပ်ခံရာထောင်တည်းဟုသောကိုယ်ရံတော်မူ၏အိမ်၌ချုပ်ထားတော်မူ၏ကိုယ်ရံတော်မူသည်သူတို့ကိုယောသပ်၌အပ်၍ယောသပ်သည်ပြုစုရ၏သူတို့လည်းအင်တန်ကာလအချုပ်ခံလျက်နေရကြ၏ထိုတို့ထောင်ထဲမှအချုပ်ခံလျက်နေရသောအေဂုတုရှင်ဘုရင်၏ဖလားတော်ဝန်နှင့်စားတော်ဝန်နှစ်ယောက်တို့သည်အသီးအသီးမိမိတို့ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသောအိမ်မက်ကိုတညချင်းတွင်တယောက်တနည်းစီမြင်မဲ့ကြ၏နံနက်အချိန်ရောက်မှယောသပ်သည်သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါသူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်သင်တို့သည်ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟုမိမိသခင်အိမ်၌မိမိနှင့်အတူအချုပ်ခံနေရသောဖာရောမင်း၏အမတ်တို့အားမေး၏သူတို့ကလည်းငါတို့သည်အိမ်မက်ကိုမြင်ရပြီအနက်ကိုဖတ်နိုင်သောသူမရှိဟုဆိုကြသောယောသပ်ကအိမ်မက်အနက်များကိုဘုရားသခင်ဆိုင်တော်မူသည်မဟုတ်လောတို့ဖြစ်၍သင်တို့အိမ်မက်ကိုကျွန်ုပ်အားကြားပြောကြပါဟုဆို၏ထိုအခါဖလားတော်ဝန်သည်မိမိအိမ်မက်ကိုယောသပ်အားကြားပြောသည်ကားငါမြင်မဲ့သောအိမ်မက်တွင်ငါရှိမှစပြည့်နွယ်ပင်ရှိ၏ထိုစပြည့်နွယ်ပင်၌အလက်သုံးလက်ရှိ၏ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏အပွင့်လဲပွင့်၏အသီးပြုတ်တို့လည်းမှဲ့သောစပြည့်သည်ဖြစ်လေ၏ဖာရောမင်း၏ဖလားတော်ကိုငါကင်လျက်ထိုစပြည့်သည်ကိုယူ၍ဖလားတော်၌ညှစ်ပြီးမှလက်တော်တွင်ဆက်သည်ဟုပြောဆို၏ယောသပ်ကလည်းသင်၏အိမ်မက်အနက်ဟုမူကားစပြည့်နွယ်သုံးလက်တို့သည်သုံးရက်ဖြစ်၏သုံးရက်လွန်မှဖာရောမင်းသည်သင်၏ဦးခေါင်းကိုချီးမြှောက်၍သင်၏အရာကိုပြန်ပေးတော်မူသည်ဖြင့်သင်သည်အထက်ကဖလားတော်ကိုဖြစ်၍ပြုဘူးသည့်ဤသူတဖန်ဖလားတော်ကိုဖာရောမင်း၏လက်တွင်ဆက်မြဲဆက်ရလိမ့်မည်သင်သည်ချမ်းသာရသောအခါကျွန်ုပ်ကိုအောက်မေ့၍ကျေးဇူးပြုပါလော့ဖာရောဘုရင်ကိုလျှောက်၍ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါအကယ်စင်စစ်ကျွန်ုပ်ကိုဟေပြဲပြည်မှခိုးယူခဲ့ကြ၏ဤပြည်မှလည်းကျွန်ုပ်၌အပြစ်မရှိဘဲထောင်ထဲမှလှောင်ထားကြသည်ဟုဆိုလေ၏အငယ်16မှ23ထိုအိမ်မက်အနက်ကောင်းသည်ကိုစားတော်ဝန်သိမြင်လျင်ငါသည်လည်းဖြူသောတောင်းသုံးလုံးကိုကိုယ်တိုင်ရွက်နေသည်ကိုမြင်မဲ့၏အပေါ်တောင်းတွင်ဖာရောမင်းစားတော်ခေါ်ဖို့ချက်ပြီးသောခဲဘွယ်စားဘွယ်အမျိုးမျိုးရှိ၍ငှက်တို့သည်လည်းငါရွက်သောတောင်းတဲကနှုတ်၍စားကြသည်ဟုယောသပ်အားပြောဆို၏ယောသပ်ကလည်းသင်၏အိမ်မက်အနက်ဟုမူကားတောင်းသုံးလုံးသည်သုံးရက်ဖြစ်၏သုံးရက်လွန်မှဖာရောမင်းသည်သင်၏ဦးခေါင်းကိုကိုနှင့်ခွာမြောက်လျက်တစ်ပင်၌ဆွဲထားတော်မူ၍ငှက်တို့သည်သင်၏အသားကိုနှုတ်၍စားကြလိမ့်မည်ဟုပြန်ပြော၏ထိုနောက်သုံးရက်လွန်သောအခါဖာရောမင်းဖွာသောနေ့ရက်၌နှစ်စဉ်ပွဲကိုခံ၍ကျွန်တော်မျိုးအပေါင်းတို့ကိုကျွေးမွေးတော်မူစဉ်တွင်ဖလားတော်ဝန်၏ဦးခေါင်းနှင့်စားတော်ဝန်၏ဦးခေါင်းကိုကျွန်တော်မျိုးတို့တွင်ဖော်တော်မူ၍အိမ်မက်အနက်ကိုယောသပ်ဖတ်သည့်အတိုင်းဖလားတော်ဝန်ကိုအထက်အရာ၌တဖန်ခန့်ထားတော်မူသည်ဖြင့်သူသည်ဖလားတော်ကိုဖာရောမင်း၏လက်တွင်ဆက်မြဲဆက်ရ၏စားတော်ဝန်ကိုမူကားဆွဲထားတော်မူ၏သို့တော်လည်းဖလားတော်ဝန်သည်ယောသပ်ကိုမအောက်မေ့ဘဲမေ့လျော့၍နေလေ၏